ကဲဒီနေ့ကတော့ကျမတို့ရုံးရဲ့ကစီနဲ့ကော်တရာကြီးပေးလိုက်တဲ့ထောပတ်တီ3လုံးလေးရမြင်ပြီးတော့မှဲ့တဲ့တစ်လုံးကိုခွဲစားမှာဖြစ်ပါတယ်အဲ့ဒီကစီနဲ့ကော်တရာကြီးကဘာလို့ကျမကိုစေတနာတွေတရဟောဖြစ်ပြီးတော့ထောပတ်တီကို3လုံးပေးရလဲဆိုတော့ကျမသူ့အလုပ်တွေဝိုင်းလုပ်ပေးလို့ပါအဲ့ဒါမို့သူကကျမကိုကြွေးတာပါကြွေးချင်လို့ကြွေးတာမဟုတ်ပါဘူးအဲ့ဒီကစီနဲ့ကော်တရာရဲ့ကျမကိုအလုပ်တို့ညာပြီးခိုင်းတာအလုပ်လုပ်ပြီးရင်သူ့လုပ်ပြီးရင်မုတ်ဝဲကြီးမုတ်ဝဲကြီးဆိုပြီးသူကျွေးတဲ့မုတ်ကဘာလဲတီးတာတကြားလုံးတစ်လုံးနဲ့ဘီစကစ်တစ်ချံအဲ့လိုလိုပဲကျွေးတာအဲ့ဒီတော့ဒီတစ်ခါကျမမရတော့လေဘာမုတ်ယူလာမှလဲဘာမုတ်ကြီးမှလဲသူတစ်ခါတည်းမေးလိုက်တယ်ကိုစားချင်တဲ့မုတ်ဆိုရင်တော့ကျမလုပ်ပေးမယ်လို့ပြောလိုက်တယ်အဲ့တော့ထောပတ်တီယူလာမယ်โอเคဘယ်နှလုံးယူလာမှလဲလို့ပြောလိုက်တယ်3လုံးယူလာမယ်โอเคအဲ့ဒါဆိုရင်တော့လုပ်ပေးမယ်လို့သူပြောလိုက်တယ်အဲ့တော့သူနောက်နေ့ကျတော့ထောပတ်3လုံးယူလာပါတယ်တကယ်တော့စဉ်းစားကြည့်လေကျမရဲ့မအားတဲ့အချိန်တွေရမြင်ပြီးတော့သူ့ကိုဖဲ့ပြီးတော့သူ့ရဲ့အလုပ်တွေလုပ်ပေးရတာလေတကယ်တော့လေကျမရဲ့ရုံးမှာဘသူပဲအခုညီတန်းတော့ကျမလုပ်နိုင်တဲ့အပိုင်းဆိုရင်ကျမအကုန်ဝိုင်းလုပ်ပေးပါတယ်တကယ်တော့လေအဲ့ဒီထောပတ်တီကိုရုံးပါတယ်ဟိုစားချင်နေတာဒါပေမဲ့ကျမတို့ရုံးမှာအစားတောက်တွေရုံးခန်းထဲမှာမစားရဘူးဆိုတော့နန်နဲ့စားတောက်ပဲဖြစ်ဖြစ်မနန်နဲ့စားတောက်ပဲဖြစ်ဖြစ်ရုံးခန်းထဲမှာမစားရဘူးဆိုတော့အဲ့တော့ကျမအောင်အီးပြီးယူခဲ့ရပါတယ်အိမ်မှာပဲစားလိုက်ပါတယ်ရှင်အဆူလည်းမဆူခံရတော့ဘူးလေအိမ်မှာစားလိုက်တော့ကဲထောပတ်တီပြီးတယ်အခုကျေးဇူးတင်ပါတယ်ရှင်ထောပတ်တီကအရန်စားလို့ကောင်းပါတယ်တကယ်တော့အဲ့ဒီနေရာကျမအရင်လိုပဲအတီးပေါင်းနဲ့စားလိုက်တာပါတကယ်လို့ယူလာမယ်လို့မထင်ထားပါဘူးယူလာရတော့စားရတာပေါ့ရှင်ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ